brother တို့ကို event လေးမှာဗျာပစ္စည်းတွေကိုသူကလုပ်ပြီးမယ် brother ကယူပေးရမယ်ဆို brother စိတ်ဝင်စားအဲ့ဆိုဗီဒီယိုလေးကိုအစားဆုံးလက်ကြည့်ပေးပါအောင်ဗျပထမဦးဆုံးဗျာမော်လေးချက်တဲ့ကိုရင်ဝင်မယ်ပြီးကြရင်event လေးတွေဝင်ပြီးတော့ screen အရင်ဖက်ကမယ်ဗျကျွန်တော်ပြတာအနံလေးမှာ screen ရင်ဖက်လိုက်မယ်ပြီးကြရင်အကိန်းလေးထဲကထွက်မယ်နော်ပြီးကြရင် brother တို့တောင်းထားတဲ့ auto clicker ဆိုတဲ့အထည်လေးကိုဝင်မယ်နော်ပြီးကြရင် gallery တွေကိုသွားပြီးတော့ brother တို့ရိုက်ထားတဲ့ပုံလေးကိုနှိပ်မယ်တပုံလေးကိုနှိပ်ပြီးစောင်းလိုက်ပြီးတော့နော်အမှဘီနာလေးမှပြအစိမ်းအောင်အပေါင်းစွာလေးရှိရတာလေးနှိပ်မယ်နေရာတစ်ခုချင်းလိုက်ချပေးလိုက်ပေါ့နော်ကျွန်တော်စပီးတင်ထားပါတယ်ဗျဗီဒီယိုလေးကိုနော်သူနဲ့နဲ့သူအတိအကျလိုက်ထားပေါ့နော်တစ်ခုချင်းလိုက်ချမယ်ဗျရှာပြီးတော့လည်းအချာထားတဲ့လေးကိုနှိပ်ပြီးတော့50စီလိုက်ပြောင်းပေးပေါ့နော်ကိုဗီဒီယိုလေးကကြာပါဆိုလို့ကျွန်တော်စပီးတင်ပြီးလုပ်ထားရပေါ့နော်အကုန်လုံးပြောင်းပြီးဆိုတာနဲ့အမှထွက်လိုက်ပေါ့နော်မွားလေးချက်တဲ့ပြန်ဝင်လာရမယ်ဗျမွားလေးချက်တဲ့ပြန်ဝင်ပြီးတော့နော်အမှ event လေးကိုပြန်နှိပ်ပေါ့နော် event လေးကိုနှိပ်ပြီးဘာမှမနှိပ်နေအောင်နော်စတင်ပြီးဆိုတာလေးကိုအရင်နှိပ်မယ်ဗျပြီးရရင်အမှအပြားအောင်3 ကံပုံစံလေးကိုနှိပ်လိုက်မယ်နော်အမှရပြီဗျကိုဗီဒီယိုလေးကြာပါဆိုလို့ကျွန်တော်နည်းနည်းကြော်ထားရဗျပြီးကြရင် software download နဲ့ဖွင့်လေးကိုမသိကျွန်တော်အဆုံးထိပြောပြပါမယ်ဗျ။ comment အောက်မှာရေးကလေးရပါတယ်။ပြီးကြရင် good video လေးကို like and share follow လေးနှိပ်ဖို့မမေ့နေအောင်နော်။